ပစ္စည်းရဲ့ scale ရဲ့ဝန်ဆောင်မှုရဲ့ကိုရောင်းနိုင်လေပတ်စံများရပြီးတော့မှပေါ်ကျွယ်ဝပြီးရှမ်းသာလာလူတိုင်းကလေရောင်းတတ်တယ်ဒါပေမဲ့လူတဦးတစ်ယောက်တည်းကိုရောင်းနေတာနဲ့ကျမတို့လူတွေအများကြီးကိုရောင်းတာနဲ့ဝင်ငွေကွာခြားသွားတာပဲဖြစ်ပါတယ်လူတိုင်းကအယောင်သမားတွေပဲဖြစ်တယ်ဒါဆိုရင်ကျမတို့တွေကတဦးတစ်ယောက်တည်းကိုရောင်းနေဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်တထေးစီမှာကျမတို့ရဲ့ရေရှင်းတွေကျမတို့ရဲ့ပညာတွေကျမတို့ရဲ့အရှိန်တွေကျမတို့တွားပြီးတော့ရောင်းထားတယ်တထေးကနေပြီးတော့မှကျမတို့ကိုလောက်ခလာစာပြန်ပေးတယ်ဒါဆိုရင်လူတစ်ယောက်တည်းကိုရောင်းနေဆိုရင်ကျမတို့ကငွေကြေးကရပိုင်ခွင့်က limit ပဲဖြစ်တယ်တင်ရလဲသူ့ကိုအပြည့်အဝပေးထားရတာဖြစ်တယ်သူကကျမတို့ရဲ့ပညာနဲ့အရှိန်ဆန့်ပေးပြီးတော့မှဝယ်ထားဒါဆိုရင်ကျမတို့ရှမ်းသာဖို့အတွက်ဆိုရင်လူတွေအများကြီးကိုကျမတို့ရောင်းတတ်ဖို့လိုအပ်တယ်ဥပမာဖြစ်အရင်တော့ဆိုရင်ကျမတို့ရက်ကွက်ထဲမှာဆိုင်တစ်ဆိုင်ဖွင့်တယ်ဆိုင်မှာဆိုလို့ရှိရင်ရက်ကွက်တွေကလူတွေလာဝယ်ကြတယ်ဒါဆိုရင်တထေးတစ်ယောက်တည်းကိုသွားရောင်းတဲ့လူတွေကျမတို့ဆိုင်ဖွင့်တဲ့လူကပတ်စံပို့ပြီးတော့မှရတာကိုတွေ့ရခုခေတ်ကြီးမှာဆိုလို့ရှိရင်လူတွေအများကြီးကိုရောင်းတယ်မှာတပြည်လုံးကိုလည်းရောင်းလို့ရတယ်ကျမတို့တကဘာလုံးကိုလည်းရောင်းလို့ရအဲကြောင့်လဲဆိုရင်ကျမတို့ social media အားကိုသုံးလာကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူကတင်ကိုယ်တိုင်လည်းအယောင်သမားတစ်ယောက်ပဲဖြစ်တယ်ဒါပေမဲ့ဘယ်သူ့ကိုရောင်းနေတာလဲကိုကတထေးကိုရောင်းနေတာလားဒါမှမဟုတ်ကိုမိသားစုတစုတည်းကိုရောင်းနေတာလားဒါမှမဟုတ်ရင်ကိုရဲ့ရက်ကွက်ထဲမှာပဲရောင်းနေတာလားကျမတို့တကဘာလုံးကိုတည့်ပြီးတော့ရောင်းနေသလားဆိုတာပြန်လည်ပြီးတော့မှကျမတို့စမ်းစစ်ဖို့လိုအပ်တယ်တေးကြတယ်တင်ကအယောင်သမားတစ်ယောက်ဖြစ်တာဖြစ်တဲ့အတွက်တင်ရောင်းတဲ့လူပေါ်မှာမူတည်ပြီးတော့မှတင်ရဲ့ငွေကြေးတွေရမယ်အဲ့ဒီငွေကြေးကတင်အတွက်ကြီးပွားချမ်းသာနိုင်လားမချမ်းသာနိုင်ဘူးလားဆိုတာတင်ကိုယ်တိုင်ပဲသိလိုက်မှာပဲဖြစ်ပါတယ်တင်ရဲ့ဝင်ငွေတိုးကျင်တယ်ဆိုရင်တော့လက်ရှိခေတ်ကြီးက social media ဖြစ်တယ် social media မှာတင်ရဲ့ scale တွေအရှိန်တွေဝန်ဆောင်မှုတွေကိုလာပြီးတော့ရောင်းမယ်ဆိုရင်တော့ချမ်းသာတဲ့လူတွေဖြစ်မှာလုံးဝသေးကြတာပဲချမ်းသာခြင်းနဲ့ဆိုရင်လူနည်းနည်းကိုရောင်းမလားလူအများကြီးကိုရောင်းမလဲဆိုတာကိုယ်နဲ့ပဲသက်ဆိုင်တာပဲဖြစ်ပါတယ်တကယ်လို့လူအများကြီးကိုရောင်းဖို့အတွက်တင်မှာ scale တွေလိုအပ်တယ်ဆိုလို့ရှိရင်တော့ဒီ channel ကိုလည်း like and share တွေလုပ်ပြီးတော့မှ free သင်ယူလို့ရတယ်လို့ကျမတို့စီမှာလည်း 1 by 1လာသင်ယူလို့ရတယ်လို့ကျမတို့ online class တွေအနေနဲ့လည်းဖွင့်ထားတာရှိပါတယ်ကျေးဇူးတင်ပါတယ်